အဲ့ဒီတဲကန်နာရရွာလေးမှာအကောင်းဆုံးအသီးနှံတွေကိုဖျားသခင်အတွက်တည်တံ့ဖယ်ထားကြပြီးရွာသားတွေကိုယ်တိုင်ကတော့ပုတ်တိုးနေတဲ့အသီးတွေကိုပဲစားကြပါတယ်။နှစ်တိုင်းမှာဖျားသခင်ကကြွရောက်လာပြီးကံကောင်းတဲ့လူတစ်ယောက်ကိုသူနဲ့အတူနိဗ္ဗာန်ဘုံကိုခေါ်ဆောင်သွားလေးရှိပါတယ်။လီယိုဟာလည်းပရမတ်ပြည်ကိုသွားချင်လွန်နေခဲ့ပေမဲ့သူ့မှာလက်တစ်ဖက်ပြတ်နေခဲ့ပါတယ်။ရွာသားတွေကသူ့ကိုအားနဲ့သူဒုက္ခိတဆိုပြီးအမြဲတမ်းနှိမ်ချရင်မောဆက်နောက်ကြပါတယ်။ဖျားသခင်ကြွရောက်လာမယ့်နေ့မှာတော့လူတိုင်းဟာသူတို့ရဲ့အသီးနှံတွေကိုဆက်သဖို့စုဝေးခဲ့ကြပါတယ်။လီယိုကကူညီချင်ခဲ့ပေမဲ့ရွာလူကြီးကသူ့ကိုဘေးဖယ်တွန်းထုတ်ပြီးမောင်းထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဖျားသခင်ဟာကောင်းကင်ယံကနေဆင်းသက်လာပြီးအသီးတွေနဲ့လဲလှယ်ဖို့ဖန်ဆင်းရှင်အတောင်ပံတွေအပြည့်ထည့်ထားတဲ့အိတ်တအိတ်ကိုချပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်လေးမှာပဲလီယိုဟာအိတ်ထဲကိုတိတ်တဆိတ်ခိုးဝင်ပုံအောင်လိုက်ပြီးဖျားသခင်နဲ့အတူပြန်တန်းလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့သွားမဲ့နေရာကိုရောက်တဲ့အခါမှာတော့သူလုံးဝထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။အဲ့ဒါကပရမတ်ပြည်မဟုတ်ပဲလူသူစိတ်သုံးပြီးတေခြင်းတရားတွေလွှမ်းမိုးနေတဲ့နေမြေတစ်ခုဖြစ်နေလို့ပါ။အဲ့ဒီအချိန်မှာပဲအတောင်ပံတစ်စုံကိုတက်ဆင်ထားတဲ့နောက်ထပ်ရွာသားတစ်ယောက်ရောက်ရှိလာပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုမြားတစင်ပြန်တန်းလာပြီးအဲ့ဒီရွာသားကိုမှန်ကားပစ်တက်လိုက်ပါတော့တယ်ကြောက်လန့်တကြားနဲ့လီယိုလည်းပုံအောင်နေခဲ့ပါတယ်။ထို့နောက်မှာတော့သူဟာတုံလုံးချောက်ချားဖွယ်အမှန်တရားကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။အဲ့ဒါကဖျားသခင်မဟုတ်ပဲလူသားတွေကိုဖမ်းဆီးစားတောက်တဲ့အန္တရာယ်ရှိတဲ့တာရဲတရိษံကြီးတစ်ကောင်ဖြစ်နေတာပါ။နေရာအနှံ့မှာလူရိုးတွေပြန့်ကျဲနေခဲ့ပါတယ်။လီယိုကချက်ချင်းပဲအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်။သူက6ကမ်းပါအစွန်းတက်တဲ့မှာတစ်တာအလွတ်တစ်လုံးကိုတွားချထားလိုက်ပါတယ်။လောပရမတ်ကြီးတဲ့တာရဲကြီးကတစ်တာကိုစစ်ဆေးဖို့ရှိကိုတိုးလာတဲ့အချိန်မှာပဲလီယိုကတေးသေးချာချာချိန်ရွယ်လိုက်ပြီးတာရဲကြီးဟာအောက်ကနှက်ဆိုင်တဲ့6ထဲကိုတန်းတန်းမတ်မတ်ပြုတ်ကျသွားပါတော့တယ်